မျိုးသမီးကြီးဟာသူမရဲ့သားလေးအခြေတကျချစ်ပြီးအမြန်ဆုံးအိမ်အောင်ပြုနိုင်ဖို့အတွက်အသက်အတန်ဆူတောင်းနေရှာပါတယ်ဒါပေမဲ့သူ့သမီးကတော့အကိုဖြစ်သူရဲ့ပုတ်ဆက်ညှိဟောင်းနေတဲ့ထိမ့်မနိုင်သိမ့်မရဆိုးသွားတဲ့ဇယိုက်ကိုတိနေတာမို့ဒီလောကမှာသူ့ကိုဘသူကများနိုင်အောင်ထိန်းနိုင်မှာလဲဆိုပြီးခါခါတီးတီးခေါင်းထိုင်နှာခေါင်းရှုံမိပါတယ်စကားတော့မဆုံးသေးခင်မှာပဲဘေးကမမတိတဲ့ကြားတဲ့အုပ်ရုပ်တရက်ပြေးဝင်လာပါတယ်သားမီးညံလုံးကြောက်လက်တကြားနဲ့နေရာလေးလဲကျသွားပြီးတုံတုံရင်ရင်ချစ်ကလှုပ်တာမလှုပ်နိုင်တော့ပါဘူးသူတို့တော့တေးပြီးလို့ထင်းနေတဲ့အချိန်မှာပဲမင်းကလေးတယောက်လေးထဲကနေပေါ်လာတယ်လို့ရောက်လာပါတယ်သူမကခက်ဆူးဆူးတစ်ချက်ဟောက်လိုက်ပြီးကြားတွေကိုနောက်ဆုတ်ဖို့အမိန့်ပြလိုက်တယ်အဲ့တော့ကိုကောင်းဆုံးကတော့အဲ့ဒီတစ်ချက်អော်လိုက်ရုံနဲ့ခုနကခုံအုပ်တော့မဲ့ကြောက်စရာကောင်းတဲ့ကြားမကြီးဟာရင်ပါအောင်တင်ထားတဲ့အိမ်မွေးကြောင်လေးတစ်ကောင်လို့သူမရှိမှချက်ချင်းဒူးထောက်သွားပြီးအိမ်တွေရရငိန်သွားတာပါပဲအဲ့ဒီမိန်းကလေးကတောရိုင်းကြားကိုအตาလေးထိန်းသွားလိုက်တာကိုမြင်တော့အမေဖေသူရဲ့မျက်လုံးတွေအယောင်တောက်သွားပါတယ်ဒါငါအတွက်အခွင့်အရေးပဲသူကြားကိုတောင်ကင်တွယ်နိုင်ရင်ငါရဲ့ပေတီဆိုးသွားနေတဲ့သားကိုတော့အပေးကြထိန်းနိုင်မှာပဲလို့တွေးလိုက်တယ်သူမစီအပြေးလွှားသွားပြီးဒီမှာလောက်တာဘယ်လောက်ရလဲလို့မေးပါတယ်ပေးနေကြတဲ့အစပေါင်း1000ပို့ပေးမယ်လို့လည်းကတိပေးပြီးအသေးအတန်းတောက်သွားပါတယ်မိန်းကလေးကတော့အံ့ဩသွားပြီးဒါကဘလို့အလုံးမျိုးမလို့လဲလို့မေးတဲ့အခါအမျိုးသမီးကြီးကပြူးရွှင်ပြီးငါရဲ့ချွေးမလုပ်ပေးပါလို့လှုပ်ခနဲပြောချလိုက်ကြတော့တယ်တနစ်ကို3000ပေးမယ်လို့ကမ်းလှမ်းတဲ့အခါမိန်းကလေးကချက်ချင်းသဘောတူလိုက်ပါတယ်ကြားရီနဲ့ရှင်ရင်ယောက်ျားတစ်ယောက်ကိုထိန်းရတာကလေးကစားစရာပဲလို့သူမကတွေးလိုက်တာပါဒါပေမဲ့အမေဖြစ်သူကတုံဆိုင်နဲ့သူသားမှာအကျင့်တစ်ခုရှိရလို့ဝန်ခံပါတယ်3000အတွက်ဆိုရင်တော့မိန်းကလေးကယုံကြည်မှုအပြည့်နဲ့ရေမောပြီးသူကယောက်ျားချင်းကြိုက်နေအောင်မှကျမကလမ်းမှန်ရောက်အောင်ပြုပြင်ပေးလိုက်မယ်လို့ပြောပါတယ်မကြခင်မှာပဲသူမကသားမီးနှစ်ယောက်လုံးတော့ကိုလိုက်ပြီးလက်ခွေကွင်းတစ်ခုစီလောက်သွားပါတယ်အဲ့ဒီမှာတော့ကောင်လေးကဘသူမှမရှင်းနိုင်တဲ့ဘယင်တစ်ပါးလိုမင်းငုံနေတာပါမိန်းကလေးကသူ့ကိုတစ်ချက်ကြည့်ပြီးသူကယောက်ျားချင်းကြိုက်မဲ့ပုံနဲ့မတူဘူးတော်တော်လေးချောသားပဲလို့တိတ်တဆိတ်တွေးလိုက်မိပါတယ်မကြခင်မှာပဲကောင်လေးကသူ့အမေချွေးမလောင်ခေါ်လာတာကိုသိသွားပါတယ်သူကခက်တီတီရှောက်လာပြီးသူမရဲ့မေးစိတ်ကိုအသားလေးဆွဲမှာကပြုံးစိတ်နဲ့နာမည်ကိုမေးလိုက်ပါတယ်ဒါပေမဲ့မျက်စိတမိအတွင်းမှာပဲမိန်းကလေးကလက်တစ်ပြက်ကန်လိုက်တာကြောင့်သူ့ပါးစပ်ထဲကဆေးလိပ်ကလွှင့်ထွက်သွားပါတယ်ငေါ့နာမည်ကျွန်းဆာဆာလို့သူမကဘာအငွေ့အသက်မှမပါပဲအေးဆက်ဆက်ဖျောက်လိုက်တယ်အဆက်ရသွားတဲ့ကောင်လေးကသိခါပြန်ဆဲဖို့ကြိုးစားပါတယ်လက်ဆွဲနှုတ်ဆက်တဲ့အခါသူကအင်းအားသုံးပြီးပိုပြီးညှစ်ချဲပေးမဲ့မိန်းကလေးရဲ့မျက်နှာကတော့မပြတ်ပါဘူးပြီးတော့သူမကပြန်တိုက်ခိုက်လိုက်တဲ့အခါကောင်လေးရဲ့လက်ကမီးပို့ထားတဲ့တာညက်ကလေးနဲ့ညက်မိနေလို့ခံစားလိုက်ရပါတယ်သူကနာကျင်လွန်းလို့အော်ဟစ်ပြီးဘာလို့တယောက်အားကြီးရတာလဲလို့တောင်းပန်တိုးရှိုးရပါတော့တယ်မိန်းကလေးကသူ့ကိုစိုက်ကြည့်ပြီးဟဲ့လူငါကကြားတွေကိုလေ့ကျင့်ပေးလေသူအခုတော့နင့်ကိုလေ့ကျင့်ပေးရမှာပေါ့ကောင်လေးကဒေါသတကြီးနဲ့သူမကိုလက်ဝဲထိုးကိုစိန်ခံပါတယ်သူနှမတော်မျက်လုံးလန့်ပြားမိပါတယ်သူကလူငယ်လက်ဝဲချန်ပီယံထွေးနေပြန်မိန်းကလေးကယောက်ကိုရန်ရှာနေတာဟာဘယ်လောက်တောင်အောက်တန်းကြလိုက်တယ်လဲပေါ့မိန်းကလေးကပခုံးတွန်းပြီးငါကနင့်ကိုလက်ထားဖို့ပဲသဘောတူထားတာစာချုပ်ထဲမှာရန်ဖြစ်ဖို့မပါဘူးလို့ပြောပါတယ်အမေဖြစ်သူကချွေးမလောင်လေးထုတ်ပြမှာဆိုလို့ပွေးဖြတ်ဖို့ကြိုးစားပါတယ်မိန်းကလေးကပြုံးပြီးဒါဆိုရင်တော့ပတ်စံထပ်ပေးရမယ်လို့ပြောပါတယ်ကောင်လေးကသူ့သဘောတူမယ်လို့မထင်ပါဘူးသူနှမကတော့မိန်းကလေးအယိုးပါကလေးတော်မယ်လို့ထင်ပြီးတိုင်းကျစကိုချက်ချင်းလွှဲပေးလိုက်ပါတယ်အမေဖြစ်သူကတော့မိန်းကလေးရဲ့အန်ဒီရဲ့အတွက်စိုးရိမ်လို့အပြန်မှာနာနန်တင်ကားပါအစင်းသင့်ခေါ်ထားခိုင်းပါတယ်လူတန်ဘေးခေါင်းလောင်းတန်ထလာတာနဲ့ကောင်လေးကရှေ့ကိုခုန်တက်ပြီးအားကုန်တုံးပြီးထိုးလိုက်တယ်ဒါပေမဲ့မိန်းကလေးကအသားလေးရှောင်ပြီးသူ့လက်ကိုဖမ်းကားပခုံးကျော်လွှဲချလိုက်တာကျန်းပင်ပေါ်ဘုံဘုံလဲကျသွားပါတယ်သူခေါင်းမူးနေတော့မှပဲသူမကသူ့လက်နှစ်ဖက်ကိုနောက်ပြန်လိမ့်ပြီးအားပါတယ်ကန်ကျတဲ့ချက်နဲ့လက်ခွဲကွင်းအပြင်ကိုလွှင့်ထွက်သွားအောင်ကန်ထုတ်လိုက်ပါတယ်အမေဖြစ်သူကတော့3000ပေးရတာအတန်းလိုက်တာအေးဆိုပြီးအော်ဟစ်အားပေးနေပါတယ်ကောင်လေးကတော့အမေဘဲဘက်ကလေဆိုပြီးပြန်អော်ပါတယ်အရှုံးမပြေပဲသူပြန်တိုက်ခိုက်တယ်ဒါပေမဲ့ခဏလေးမှပဲမိန်းကလေးကသူ့ကိုဖိထားပြီးပါးကိုတဖြုံဖြုံရိုက်ချလိုက်ပါတယ်အဆက်ရပြီးဒေါသတကြီးနဲ့ကောင်လေးကနီးလန်းညစ်တွေကိုတုံးဖို့စူးစမ်းပြီးမိန်းကလေးကသူ့လက်ကိုဖမ်းပြီးပါးကိုတစ်ချက်ပိုနားရိုက်ပါတယ်နောက်ဆုံးမှာတော့ကောင်လေးကတကူလုံးညိုမဲဆွဲအောင်အထိုးခံရပြီးအမိတ်ကိုတိုင်တေးပြီးငိုပါတော့တယ်မိန်းကလေးကငုံကြည့်ပြီးအေးဆက်ဆက်မိပါတယ်နင်ကကိုလက်ထပ်မှလားမထပ်ဘူးလားနာကျင်လို့သူကအားကုန်အော်ဟစ်ပြီးလက်ထပ်ပါမယ်လို့ဝန်ခံလိုက်ရပါတော့တယ်